game 3သွားမဲ့ပုံစံမျိုးတော့မပေါ်တော့သလိုပဲလေးလာပြီဟယ်လို golden hour မလိုတော့ဘူးနဲ့တူတယ်မလိုတော့ဘူးဆိုတာ လုံး1 2နဲ့တီးသွားတာလို့လက် every zama 4ညာဝါပြီစန်ကြီး divine judgment နဲ့အော် golden hour ချုပ်ထားတယ်နောက်မှ damage ပေးဦးမလားစန်ကြီးမသေးပါဘူးညီတို့တကယ်ကောင်းတဲ့စေ့ပြာနော် divine judgment နဲ့ mega tower ရဲ့ဖြတ်တဲ့ခံလိုက်ရတော့မှပဲရောက်တော့ like ကြထားလို့စန်ကြီးကိုအသေးမခံဘူး international မှာဘလောက်ပဲရေးကြီးတို့ကဲမှာတော့ဒီသေးကိုနိုင်တဲ့တင်းundefeated ပဲဖြစ်နေမလားဒီလိုစီရှောက်တော့ဆိုနေတော့ဇာမဖို့ခင်းပြီးဂျူနိုကြီးပဲတဲ့ A1 A လွင်မှာ double kick ချပေးထားရတယ်ပဲလုံးသမျှဖြစ်ထိုးနေတာပြုတ်သမျှနို့နေရပြီသူတို့ တော့ second tower လေးယူမလားပုံမှာတော့ mega night ရောက်နေပြီတော့လည်းဘူးမှဖတ်မလို့ ဒီနေ့ collection လေးကတော့တော့ဘူရာဝါလေးချုပ်ဖုံးလို့ရောဝင်းဘလို Winston ဖဲနဲ့နောက်ကျသွားပြီအဲ့မှာတော့ပြတ်တာတော့ပြတ်ပါတယ်ဒီလိုငါရှိပါညာလေးကတော့ပွင့်သွားမယ်တူတယ်ဒီဘက်မှာလည်းရိုးဘူရာဝါတွေပါတော့ပြန်သုံးပြီးသားဆိုတော့နောက်က free win ထောက်လာတယ်မေဂါတလဲတော့ပါမဲနေထားလားမလုံးတော့မလုံးဘူးပြန်နော်ကျွန်တော်တို့စိတ်တော့ရှိတယ်ဝိုင်းကြီးရတယ်ဘောပါတော့တိတ်မကြည့်ဘူးတော့ဆိုတော့ခိုင်ကြီးပြတ်သွားပြီဗျာ finally အားလေးတက်တလီ magic ဆွတ်တာနဲ့ဂျူနိုနဲ့ဆိုနာတာနဲ့နော်အလန်းဝေးတဲ့ magic ဟို offensive damage တွေတော့ရှင်းထားတယ်တော့ခိုင်ကြီးမရှိဘူးဆိုတော့လေ၄ယောက်နဲ့တက်ရမှာနေထဲမှာတော့ဒီဘောမြင်းနေပါလေကောဟန်စိတ်ကို short တော့အာကြီးဘုံကျဲတာဖြစ်သွားတယ်တောင်းရလာချောင်းနေတာဘေးကိုကောက်ချင်လို့ ရပြီဟော့ ကြောင်း ကိုနဲ့အောင်နဲ့ချိန်ရက်ပြီးတော့ကောင်းလိုက်တဲ့စိတ်ကွာဟုတ်တယ်ရအောင်ယေရောင်းနေတယ်ဟေးရှောင်းရန်သွားပြီအဲ့ဒါစောင့်နေတာဒီဘက်ခြုံလေးကိုဘယ်ချိန်နဲ့ကြုံလာမလဲလို့ရောက်နေ Space SK ကဝေးလက်ခုံလို့မရတော့တေဆုံးဝိုင်းနဲ့မတော့ Divine Judgment ရမလား Golden Hour နောက်မှာတော့ခိုင်စီဝင်းဘလိုးလေးပြစ်ထားတယ်ဝင်းပလိတ်ကလေးရောပဲနောက်ဆုံးမှာတော့ black အနေနဲ့တော့ပြန်လေပြီးတော့ damage အပေးခံတယ် Harry Zamafo တွေကြောင့်မတေဆုံးသွားသလို Juno တကောင်မပါဆယ်လိုက်ပွဲအနေနဲ့တော့ Sanji double game ပဲယူသွားရင်လည်းပဲ recall မှာပြသွားတယ်ညီကိုတို့ဟန်ကောင်းပါတယ် bro တဲ့မှာ bro ကအဲ့လိုမျိုးရှေ့မှာနည်းနည်းလေး error လေးရှိခဲ့လို့က bro မျက်မုံးကျိုးနေတယ်တကယ်တော့သူကရေချင်းရှိတဲ့ဒုတိယအောင်ဆိုတော့ဟိုနည်းနည်းလေးနော်တဲ့မလားမုံစိတ်တွေမရှိဘဲနဲ့ကြည့်မယ်ဆိုတော့သိနိုင်ပါကျွန်တော်တို့ဒီကောင်တော့ dance နဲ့ရှင်လို့ရတယ်လို့ထင်တာပဲ Falcon နဲ့ YG ပဲ final မှာတွေ့မယ်နဲ့တူတယ် bro ချက်ကြည့်ရမယ်ဒီပုံစံတိုင်းဆိုရင်တော့ Falcon YG 10-7 YG ပြောရဆိုရင်လည်း YG နော်တက်လာတယ်ဒီကတော့တဲ့ပွဲလေးနော်ဆိုတော့ Winston 2 man instant game double kick ခိုင်းစီ Win blow Winston win plate